အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကဥပုံနေ့ဆိုတော့ဒီကျမလွန်ခဲ့တဲ့9နှစ်လောက်တုန်းကဖတ်ခဲ့မှုတဲ့ဆရာမိုးရှင်ရေးရဲ့ပါရာဒီလန်ခွဲပေါ့နော်ဒီစာအုပ်လေးကတော်တော်များများဖတ်ဖို့ကြမှာပါအဲ့တော့ဖတ်ဖို့တဲ့သူတွေလည်းပြန်ပြီးတော့ remind လုပ်လို့ရအောင်မဖတ်သေးတဲ့သူတွေလည်းဘူးတူတာရအောင်ဒီထက်စာတချို့ပေါ့နော်အဲ့တော့ထူးခြားဆန်းကျင်လုံးတဲ့ဥယျာဉ်မှာဆိုရင်ဒီပုံမြင်ထဲမှာပါတဲ့ဥယျာဉ်ဆိုတာစိတ်ရဲ့သင်္ကေတပေါ့ကျမတို့စိတ်တွေကိုဘယ်လိုမျိုးထားတတ်အောင်ထားမလဲစိတ်ကတော်တော်များများပူလောင်ရတယ်လीအဲ့တော့ထားတတ်ဖို့အတွက်စိတ်ရဲ့အခြေအနေကိုသုံးသပ်ဖို့ပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောထားမလို့မိတ်ဆွေတွေနဲ့ဒါလေးတွေကို pause လုပ်ပြီးဖတ်လို့ရတယ်နောက်တစ်ခုမှဆိုရင်ဒါနှစ်သက်တဲ့အကြောင်းလေးပေါ့နော်လူတွေကနေ့စဉ်ပြန်မြအတွေ့6000လောက်တွေးရလို့သူတော်စင်ရာမန်ကပြောဦးတယ်ပေါ့နော်ဒါပေမဲ့ပိုးပြီးအံ့ဩသွားစေတဲ့အချက်ကအဲ့ဒီ6000ရဲ့95%ကမနေ့ကတွေးပြီးသားအတွေ့တွေပဲအဲ့တော့ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်တကယ်လဲဟုတ်တယ်ရှင်ဥမာဆိုပါဆိုကျမတစုံတယောက်အကြောင်းကျမရဲ့အတန်းကြီးအကြောင်းစဉ်းစားရပေါ့နော်အဲ့အကြောင်းကိုမနေ့တော့တွေးလိုက်ပြီဆိုရင်လေတကယ်လဲတော်တော်များများကအဲ့ဒီတစုံတယောက်အကြောင်းထပ်ခါတလဲလဲတွေးနေတာမျိုးနောက်အတန်းချင်းတွေအကြောင်းထပ်ခါတလဲလဲတွေးနေတာမျိုးတွေအံ့ဩစွာနဲ့တွေ့ရှိရတယ်ပေါ့နော်နောက်ထပ် highlight လုပ်ထားလေးတွေပြန်လေးပြီးမျှဝေပေးပြရစီနောက်ကျမတို့ဒီဖြစ်ပျက်တဲ့ပေါ့နော်ဘဝမှာဖြစ်ပျက်တဲ့ဆုပ်ယုပ်မှုတွေကြာရှုံးမှုတွေတိုင်းမှာလည်းရယူစီရအကျိုးကျေးဇူးဒါကတော့တော်တော်များများလဲကြုံမှုကြမှာပေါ့နော်ပထမတော့တော်တော်ခံစားရတယ်ဒါပေမဲ့အဲ့ဒီအထက်ကမှဘယ်လိုမျိုးသင်ခန်းစာယူသင့်လဲပေါ့နော်ဒါမျိုးလေးတွေရှိမယ်နောက်ဒါလေးဆိုရင်လည်းကောင်းတယ်ပေါ့နော်ဒီမှာဆိုရင်အကျက်တဲသို့မဟုတ်ခက်ခဲတဲ့ကာလ crisis ပေါ့နော်အဲ့ဒီစကားလုံးကိုတရုတ်စာမှာဆိုရင်စကားလုံးနှလုံးနဲ့ပေါင်းတာပေါ့နော်တရုတ်စာမှာဆိုရင်ဒီ crisis ပေါင်းထားတဲ့စကားလုံးနှလုံးကဘာလဲဆိုတော့ annual danger နဲ့အခွင့်အလမ်း opportunity တယ်နော်အဲ့တော့ဒီအခွင့်အလမ်းတွေနောက်ဒီ annual တွေနဲ့ပေါင်းဆက်ပြီးတော့မှဒီလိုမျိုးခက်ခဲတဲ့ကာလပေါ့နော်အဲ့တော့ဒီလိုမျိုးလေးရှိလာတတ်မယ်အဲ့တော့မှရှာဖွေရတဲ့တတိရှိဖို့လိုရတာပေါ့နော်နောက်ဆုံးတစ်ခုမျှဝေပေးချင်တာကဒီမှာဆိုရင်ဒီမှာ highlight လုပ်ထားလေးရှိအောင်လို့ရှင်ဒါ highlight လုပ်ထားဆိုတော့ကျမမှလည်းဒီစာအုပ်လေးရှိရပေါ့နော်ဒီဟာလေးကကျမရဲ့အမ highlight လုပ်ထားတဲ့စာအုပ်လေးပေါ့နော်ဘဝမှာအရေးကြီးတာတွေကိုအာရုံစိုက်လိုက်တဲ့အခါမှာကြံတဲ့အရေးမကြီးတာတွေကိုစစ်ထုတ်ပြီးသားဖြစ်သွားတယ်တဲ့အဲ့တော့ကိုယ်တိုင်ပြန်တွေးတဲ့အခါမှာဘယ်အရာတွေကအရေးကြီးလဲဘယ်အရာအဲ့လိုမျိုးတွေးနေတဲ့အချိန်မှာဆိုရင်အရေးမကြီးတဲ့အရာလေးတွေကသူ့အနေနဲ့သူပေါ့နော်စစ်ထုတ်ပြီးသားဖြစ်သွားတယ်ဆိုတဲ့အကြောင်းအရာလေးပေါ့နော်တကယ်လည်းကျမအနေနဲ့တော့မလုံနိုင်သေးပါဘူးမလုံနိုင်သေးတော့ကြတော့ထပ်ခါတလဲလဲဖတ်ခါမှမိတ်ဆွေတို့အနေနဲ့တော့ကျမတို့ရောပေါ့နော်ပြန်လဲပြီးသုံးသပ်ရင်းနဲ့နည်းနည်းလေးဖြစ်ဖြစ်အကျိုးရှိသွားရင်ကိုပဲအားလုံးအတွက်ပေါ့နော်အဆင်ပြေမယ်လို့ယူဆလို့ပြန်လဲပြီးတော့မျှဝေပေးလိုက်တာပါကျေးဇူးအများကြီးတင်ပါတယ်ရှင်